1984လောက်85လောက်ကပေါ့ပခုတ်ကူမှာအကြီးကျယ်အပူဒဏ်ကြောင့်လူတွေအများကြီးသေသွားကြတယ်အဲ့တော့ဆိုကစီစဉ်ပြီးတော့ဘာလို့လူတွေအများကြီးသေကြလဲအဲ့တော့စမ်းစစ်ရအောင်ဆိုပြီးတော့ဆေးသုတေသနမှာဦးတို့ဆရာဒေါက်တာခင်မောင်ဝင်းနဲ့ဦးရိတ်တငယ်ချင်းတွေသွားပြီးတော့ပခုတ်ကူမှာသွားပြီးတော့ဆေးသုတေသနဆင်းကြတယ်ပေါ့လေအဲ့မှာတွေ့လာကြဘာတွေ့လာလဲဆိုအရန်ပူတော့လူတွေရေကန်တွေရေချောင်းတွေထဲအတင်းဆင်းကြတယ်ဗျတိတ်ပူတဲ့အချိန်လူတယောက်ကရေခဲကိုကင်ထားရင်ရေခဲကက်လိုက်တာနဲ့လက်ချောင်းတွေကသွေးကြောတွေကသွေးကြောတခါလေးကျင်းသွားတယ်ကျင်းသွားပြီးတော့အပူငုတ်သွားတယ်အပူငုတ်သွားပြီးချွေးတွေမထွက်တော့အဲ့တော့အပူချိန်တအားတက်လာတော့ပေါ့နွေရာသီမှာဆိုရင်တော့မနေ့ပိုင်း10နာရီမတိုင်ခင်ရေချိုးနော်ပြီးရင်ညနေ10နာရီညနေ9နာရီနောက်ပိုင်းမှရေချိုးရမယ်ဗျ